ကဲတော့ကျွန်တော်အားလုံးမျိုးနေကြတဲ့ on Indonesia နဲ့ရန်ကုန် Clarico ဆိုရဲ့ trap ဖိလေးကစတင်လို့လာခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော် Banalist တွေထဲမှာတော့ Basha တွေငကားတွေ Eve တွေကတော့လုံးဝပိတ်ထားတယ်ဗျာတစ်ဖက်ကလည်းကျွန်တော် Lancelot ပိတ်တယ်ရှင်းပိတ်တယ် Fedrin တွေပါရတော့ကြံနေသေးတယ်ဗျာနော်ကဲ Fedrin တွေပါကြံနေသေးတယ်ဗျာဘာရှာမပေးတော့ဗျာ haircut တော့လွတ်နေတယ်လောစင်တော့ YG ဘက်ကနေပြီးတော့ The Benefits ကိုတော့ပြန်ပြီးတော့သွားရမယ့်အနေအထားမျိုးမှာတော့ရှိနေသေးတယ်ဗျာဆိုတော့ Eve ရဲ့နော်ကျွန်တော်ငကားရဲ့ Basha ရဲ့3កောင် banner နေတာတစ်ခုမှာတစ်ဖက်ကနေပြီးတော့နော်ကျွန်တော်ဒီ Marv Rory ရဲ့ဒီ YG မီးပြချုပ်ကြီးဖြစ်တဲ့ Marv နေနေကတော့ခလီကတော့မပေးပါဘူးဗျာခလီကပေးလို့တော့မရအောင်နောက်တယ်ဗျာနော် keyboard ရဲ့တော်တော်လေးအောင်နောက်တဲ့ hero ထဲမှာပါတယ်ဗျာအဲ့ဒါချောင်းနေပါကြံနေသေးတယ်ဆိုရာ UI ရဲ့အချိန်တွေမှာတော့ဘာပဲနေကျွန်တော်စီမှာ Valentina တွေပါယူလို့ရတယ်တဲ့နော်ကျွန်တော်တို့အဲ့အမျိုးနဲ့ copy ပြန်သွားလို့ရတဲ့ကျွန်တော်ဒီအချိန်တွေတော့ရှိရဗျာအဲ့တော့ YG ဘက်မှာတော့ကျွန်တော် Valentina လေးပဲပြန်သွားရမှာ Cloud နဲ့နော်ကျွန်တော်ဒါလွင့်ရင်တော့ကျွန်တော်ရဲ့ယူမှာပဲဗျဟုတ်တယ်ဆိုတော့သူက Battle Combine Hero လို့ပြောလို့ရတယ်ဗျာနော် Lane Face မှာတော့သူ့အနေနဲ့အရင်ဖြဲလို့တော့မကောင်းဘူးဒါပေမဲ့Battle Solution တော့သူ့ရဲ့နော် Torrent Found ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ zoning ကောင်းကောင်းပြန်လုပ်ပြီးလို့ရတဲ့အချက်တွေတော့ရှိတယ်ဒါပေမဲ့ဒီဆိုတော့ပေးလိုက်တယ်ဆိုရင်ပေးရတဲ့အကြောင်းအရာလည်းရှိရအောင်နော် Valentina နဲ့သူ့ရဲ့ ultimate ကိုပြန်ပြီးတော့ယူသုံးမယ်ဆိုတဲ့အနေအထားမှာရှိတယ်ပြီးတော့ Lina ရဲ့ signature ထဲမှာ Valentina ပါဟုတ်တယ် Valentina ကျွန်တော်ဒီ Valentina Kadida Fasa Eve ဒီကျွန်တော် hero တွေအကုန်လုံးကသူ့ရဲ့အပိုင်း hero တွေလို့ဆိုရမယ်ဒါပေမဲ့ကျွန်တော် on တို့ဘက်မှာတော့ကျွန်တော်လက်ရှိအချိန်မှာ Leomon နဲ့ Curry တော့ပြန်ထွက်လာတယ်။နေ့ရက်ပွဲစဉ်တွေမှာတော့ကျွန်တော် Order Ego က Leomon တွေစောတာမျိုးတွေမြင်တွေ့ရတယ်ဗျာ။အခု Leomon Curry ဆိုတော့နည်းနည်းတော့ပြန်တော့ကြည့်ရမယ်ပေါ့နော်။ဒါနဲ့ဝင်ထိုးရတဲ့အပိုင်းတွေမှာတော့ပို့ပြီးတော့ပိုကောင်းတော့တယ်အလုပ်လုပ်လို့ရတယ် fantasy တွေပိုင်းနဲ့ပြန်ခေါ်ပြီးတော့မြင်းနဲ့ line နေရတဲ့အပိုင်းတွေပေါ့ဒါပေမဲ့လက်ရှိကတော့ကျွန်တော် YG ဘက်မှာဒီ Valentina နဲ့ Cloud ပဲထွက်လာသေးတယ်ချားတော့ကျွန်တော်ဒါအမှားပေးမဲ့ຢာလေးတွေကျွန်တော်ဒီ Roma ရောထွက်မလာသေးတဲ့အချိန်တွေဗျလီယိုမောကတော့ကျွန်တော်စပြီးတော့ပေးထားတယ်ပေါ့နော်ကျန်ငယ်အော်ဝင်းလေးမှာနော်ကျွန်တော်ဟန်ကိုစိတ်တိုက် hero ဆော့ပါလို့ပြောလိုက်တဲ့အချိန်မှာတော့ Fanny ကောက်ထွက်လာလေတလားပေါ့လေအဲ့တော့ Fanny ထွက်လာပြီဗျာဆိုရာရဲ့နော်ကျွန်တော်လီယိုမောရဲ့ career ရဲ့ပါနေတဲ့အနေထားတစ်ခုပါအခုလိုမျိုး Fanny ကိုထုတ်ပြသွားတဲ့အချိန်တွေကတော့အတော်လေးကောင်းတယ်လို့ပဲကျွန်တော်သုံးသပ်မှနဲ့တူတယ်ဗျာနော်အဲ့တော့ဒီ Fanny Blue Bird တွေပါပုံမှန်စားခွင့်ရမယ်ဆိုလို့ရှိရင်တော့ဟိုဘက်မှာတိကျသေးကြတဲ့စတန်းရယ်လို့တော့မပါသေးဘူးဗျာဆိုရာရဲ့ Torrent Found လောက်ပဲရှိတယ်ငါတင်းနေရကျွန်တော် international scenes ကိုရောက်လာပြီဆိုရင်ကျွန်တော်ဒီမြန်မာ region ရဲ့ micro ဘိုင်းတွေ mechanic ဘိုင်းဆိုင်ရာတွေဘယ်လောက်ထိမနေချောင်းဆိုအမြဲလိုပြတ်သားလေးရှိတယ်Falcon နဲ့တူတောက်ပါခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်း Can ရဲ့ fan တွေ Dance ရဲ့ fan တွေအခုလည်းကျွန်တော် YG ရဲ့ hand ကျွန်တော် new jungler ဗျာကျွန်တော်ရဲ့ဟိုလူငယ်လက်သစ် jungler တယောက်အနေနဲ့ကျွန်တော်ဒီ fan တွေကိုတော့နိုင်ငံတကာစီမင်းထက်မှာစတင်ပြီးတော့နော်ကျွန်တော်ကျိုးတွေဆွဲပြအောင်ပါပဲဖြစ်ပါတယ် second benefit ကျဲမှာတော့တစ်ဖက်မှာဒီ pick off သွားလို့ရတဲ့ချောင်းတွေပိတ်ထားတယ်ဖွင့်လင်းလင်းပြောရင် key point ရဲ့ hero ကျွန်တော်တွေတေချာစဉ်းစားပြီးပိတ်ထားရဆိုတဲ့အရာတွေမြင်တွေ့ရတယ်ဗျာကဲဆိုတော့နော်လက်ရှိချိန်မှာတော့ကျွန်တော်တို့ Fanny ပြတ်သွားတဲ့နောက်မှာ pick off ကတော့ ban ရမှာပဲလေဘာလို့လဲဆိုတော့ single target တွေက Fanny ကိုဒုက္ခပေးနေတယ်ဆိုတော့အကောင်းကြီးသိရဆိုလို့ရှိရင်တော့တေချာပေါက် ban တာ Fanny နော်ကျွန်တော်ခလီယာတွေချောင်းတွေပြန်ပြီးတော့ benefits တွေကိုထည့်ထားခဲ့တယ်တစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ grow လေးပါလေးပြန်ပြီးတော့ ban နိုင်နေတာမျိုးတွေ့ရကြ Valentina grow ဆိုလို့ရှိရင်တော့အတော်သိတာလေးနော်ကျွန်တော် aggressive ဖြစ်သွားနိုင်တယ်ပေါ့လေဒါကြောင့် grow တော့ on ဘက်ကနေပြန်ပြီးတော့ ban ရတဲ့အခြေအနေဖြစ်ပါတယ် YG truck ကတော့သူတို့ရဲ့ last benefits ပြအကိုင်းတော့မလုံနဲ့တွေ့ကြဘာလို့လဲဆိုတော့ဒီချိန်မှာ Roma တော့လူနေ hero တော့မပစ်ရသေးဘူးဆိုပေမဲ့အကိုင်းလောက်ထိတော့လိုက်ပြီးတော့မ ban တော့ဘူးလို့ထင်တာပဲလက်ရှိကကျွန်တော် pick off တွေကမရှိတော့ဘူးလေပါတယ်ဒီအချိန်ကြီးမှာခါလီယာလည်းမရှိဘူးချောင်းလည်းမရှိဘူးအလုံးလုံးသူတို့စော့မယ်ဆိုရင်ကာဂျာကရီဗျာဒီလိုပုံစံမျိုးသွားလို့ရတယ်လက်ရှိအချိန်တွေကလည်းကျွန်တော်ဒီကရီစော့ထားတဲ့အချိန်တွေဆိုတော့ဒီတစ်ပတ်ကိုတော့ကျွန်တော်မျှော်လင့်လို့ရမယ် pick off နေပါဗျာအဲ့တော့ second banalist ထဲမှာတော့ကျွန်တော် YG ဘက်ကပြန် ban ရမယ်ရင်းအောင် hero တော့ ban သွားတယ်ဒါတော့ပိုကောင်းတဲ့ banalist ခုလို့မြင်တယ် Fanny ကိုလည်းသွားပြီးနောက်ဆက်လို့ရလို့ Cloud စီကိုလည်းအမြဲလို့သွားပြီးနောက်ဆက်လို့ရတယ်ဗျာဟုတ်တယ်နော်ဆို power wireless တွေနောက်ဆက်ပြန်ပြီးတော့ပေးလို့ရတဲ့အနေထားဂျန်ငယ်တွေကိုလည်းဝင်တိုက်လာလို့ရတဲ့အနေထားဆိုတော့ဒီချိန်မှာ hero ကိုเนาะကျွန်တော်တို့ benefits တွေကိုထည့်လိုက်တာတော့တော်လေးတော့ကောင်းတဲ့ချက်ပဲဂျန်ငယ်နောက်မဲ့ကောင်နေเนาะကျွန်တော်ကျိုးဆွဲလာတဲ့ချိန်မှာ wait for the dragon နေဆိုတော့ Michelin နေပေးမဲ့ hero တွေအကုန်လုံး ban ပေးထားတယ် Mars ရဲ့အနေထားလေးကလည်းသွားရှုပ်လို့တော့မရအောင်เนาะ Fanny ကိုသူတို့ယူဖို့အတွက်ကြိုတင် plan ထားပုံရတယ်ခလီယာကို ban ခဲ့တယ်ဆိုတာ respect ban ဆိုတာအများကြီးပို့တယ်ခလီယာ ban လိုက်တဲ့ slot တစ်ခုကိုသူတို့ဒီ respect ban နဲ့ပို့တဲ့ Fanny ပါဆောက်လို့ရအောင်လုပ်သွားတယ်နော်ဒီကောင်းတဲ့ကျွန်တော်ဒါ ban list လို့ပဲကျွန်တော်ပြောရမယ် on ဘက်က Leomon Curry လေးကိုတော့ကျွန်တော်လက်ရှိအချိန်မှာပြန်ကြည့်ရမယ်တစ်ဖက်ကလည်းကျွန်တော်ရင်ရဲ့ benedict ကိုတော့စာပြီးတော့ပိတ်သွားတယ်ဗျာအဲ့တော့ရင်နေနဲ့လက်ရှိအချိန်မှာသူအမားတိုက်ကိုသွားမှာလား damage တိုက်ကိုသွားမှာ damage ရဆိုရင်အားလုံးရှိမယ်ကျွန်တော်လက်ပူရှိမယ်ကျွန်တော်ဒီဟာမျိုးတွေစဉ်းစားလို့ရတယ် blade အနေနဲ့သေချာဒီတိုင်းဆို damage ကလုပ်ပေးဖို့အတွက်ကောင်းကောင်းတော့ပြန်စဉ်းစား hack တော့မရတော့เนาะ hack တော့မရတော့ hack မလိုတော့ပါဗျာအဓိက damage ကများနေပြီเนาะကျွန်တော်စီမှာ Fanny လည်း damage ထွက်တယ် Cloud လည်းထွက်တယ် Valentina လည်းထွက်အောင်ပါဆိုတော့ Benedetta ကိုတော့စပြီးတော့ ban လိုက်တယ်နောက်ဆုံး benefits နေတယ်ဗောလေဒီပွဲကတော့ high loss လေးပဲပြန်ပြီးတော့သုံးထားတယ် Curry က Cloud နဲ့တော့မတူဘူးဗျာသူကတကောင်ပဲ
အဲ့လိုမျိုးပြစ်လို့ရတယ် target ထားပြီးပြစ်လို့ရတယ်ဆိုတော့အဲ့ career ပြစ်မဲ့ damage ကို assault လုပ်ဖို့အတွက်ကတော့နော်ကျွန်တော်ဒီချိန်မှာ high loss တွေပါလေးပြန်ပြီးတော့သွားထားရတာလေးကတော့မစိုးဘူး reverse parry ဆိုလို့ရှိရင်တော့ HP ကအတော်လေးကိုကျန်းပါဒါပေမဲ့တစ်ခုရှိရဲ့အနေထားမှာတော့ဒီ Leomon အနေနဲ့ကတော့ဒီ Phantosis ကိုနော်သူဘယ်လောက်ထိကောင်းအသုံးချပြနိုင်မလဲဆိုတော့မေးခွန်းမျိုးတွေတော့ရှိနေတာနော် on the back ကတော့ဒီအချိန်မှာပြန်စဉ်းစားရမယ် high loss ကိုကျွန်တော်ပုတ်ပေးဖို့အတွက်သူတို့စီမှာ if မရှိဘူး fasa တော့ဒီဘက်တိတ်မသွဲဘူးနဲ့တူတယ်ကတိတာသို့မဟုတ် lunos တော့ကျန်နေသေးတယ် HP base များတဲ့အရာတွေအကုန်လုံးသူတို့ live ပစ်ခွဲနိုင်ဖို့အတွက် sense lunos တွေပါတယ်ကျွန်တော်ပြန်ပြီးထွက်လာနိုင်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လေသူရဲ့ဒါခုနက signature ဖြစ်တဲ့ကတိတာတွေပါတယ်ပေါ့ဗျာdry တွေပါလေကျန်နေသေးတယ်ဆိုတော့ mid မှာရွေးချယ်မှုတွေကတော့များတယ်ဗျာဒါပေမဲ့ fasa ပဲထွက်လာတယ်အဲ့တော့မှ Kadokacha နဲ့ Kadokacha fasa နဲ့ Leomon နဲ့ပြန်တွဲသွားတဲ့အခြေအနေတခုလို့ကျွန်တော် review ရမယ်ဗျာ တွဲလုံးလေးတော့လှရနော်တွဲလုံးလေးတော့လှတယ်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီချိန်မှာเนาะကျွန်တော် faster Kadokacha တွဲလုံးကောင်းတယ် carry lane damage ဖြစ်တယ်ဒီချက်လေးကတော့မလို့ဗျာ carry ကတော့23ကြောင်းပြင်ပါเนาะထပ်ပြီးတော့ဝင်တော့နေချသွားမယ် wow oh my god လာရီထွက်လာတယ်ဆိုတော့ရင်းရဲ့ Valentina ကျွန်တော်မှန်တိုင်းပြောရလို့ရှင် Valentina ကလေကျွန်တော် mid AHP ဆော့လို့ရတဲ့အခြေအနေမှာရှိတယ်အဓိကသူ့ရဲ့ passive ဗျာဒီလား passive စီကျွန်တော်ဒီခုနကတော့လိုမျိုးသွေးနေသည်တော့၎င်းကျွန်တော်ဒီ damage လေးပြီးတော့၎င်းသူ့ရဲ့ level တိုးတဲ့နှုန်းကပို့ပြီးတော့များပြတယ်